August သို့မဟုတ် September လာပွဲယူမယ်။ဖေရလည်းဆူချမယ်တဲ့။နေနဲ့ဖေနဲ့မိနဲ့အမှတ်တီကောင်းလို့။ဖေပြောတာ80ဘာသာကိုအေးရလို့ရှိရင်ဝယ်မယ်ဆိုအေးရပါတယ်လေ။အေးရ9ဘာသာမှာ4ဘာသာရ။ရှယ်ရဲ ပေးရမှာပေါ့ကြီးစားစဉ်းစားပေးရမယ်နော်စဉ်းစားပေးကြပါဦးဘာတောင်းရကောင်းမလဲDaddy's girl လည်းဟုတ်တယ် Mommy's girl လည်းဟုတ်တယ်အလှည့်ကြပေါ့နော်ဘယ်သူကပို့ပြီးဘယ်သူကအိမ်နေမှာလိုလိုက်နေလဲဘယ်သူကအိမ်နေမှာစိတ်ကြည်နေလဲပေါ့မူတည်ပါတယ်မရလုံးတော့ခိတ်ကိုဘလောက်ပြီးရွက်ခွင့်ပေးတာဒီနေ့မရအောင်တိုင်းတာတစ်ခုလောက်ထိပေါ့ထိတ်အဖေနဲ့အမေလောက်ထဲလဲကြက်တဲ့ parents တွေလည်းအများကြီးရှိသလိုထိတ်အဖေနဲ့အမေလောက်မကြက်တဲ့ parents တွေလည်းအများကြီးရှိထိတ်တို့အဖေနဲ့အမေကချားပေါ့အဲ့တော့ထိတ်တို့ဖေဖေနဲ့အမေနဲ့မပြောတဲ့ထိတ်ရတော့အကြောင်းတော့ပြီးအောင်လုပ်မယ်ဒါကြတော့ဟိုက basic human needs ပေါ့နော်လုံးဝချက်ဖို့ထိတ်ကတော့ထင်တယ်ပေါ့နော်ဒါကတော့ကိုယ်ခံယူချက်နဲ့ကိုပေါ့အကုန်လုံးကလည်းအဲ့လိုမျိုးဖြစ်ရမယ်လို့မဆိုလို့ပါဘူးဒါထိတ်ခံယူထားတာတော့ဟုတ်တယ်အကြောင်းတစ်ခုပြီးရမယ်ပွဲတစ်ခုရရမယ်ပေါ့နော်ဟုတ်ကဲ့အဲ့လောက်ထိပေါ့အခုတော့ဒါအကြောင်းပြီးသွားဆိုတော့ပွဲရတော့ပွဲရရမယ် August သို့မဟုတ် September လာပွဲယူမယ်ဒါပေမဲ့အောင်တာတော့တေချာသွားပြီတေချာသွားပြီအဲ့ပွဲယူတဲ့အခါကျပြင်နေတူတယ်တက်ပြီးတော့တွန်းပြီးတော့နေမှာပေါ့နေမှာပေါ့အဲ့ဆန္ဒလေးရောဘယ်လိုလဲတော့တူတူတွေ့ရချင်ဆန္ဒလေးရှိတာဟာပွဲယူမယ်တကယ်ရှိတယ်အဲ့ဒါလေးကိုအိမ်မှာရှိထားကြတယ်ကိုပေးယူထားရတာကိုဒီသားစတဲ့ပုံနဲ့ချိန်တယ် yes အဲ့ဒီနေ့ဆန္ဒလေးကကိုငယ်ရဲ့ဆန္ဒငယ်တော့ဘယ်လိုလေးဆန္ဒငယ်ကြတော့အရွယ်နဲ့လိုက်ပေါ့နော်ဟို10တန်းပြီးခင် IGCSE မဖြစ်ခင် IGCSE ပြီးရမယ်ပေါ့ပြီးရဆန္ဒခုတဖြည်းဖြည်းနဲ့ကြီးလာပြီးတော့ပြီးလာချင်မှဒါ bachelor ပြီးရမယ်ပေါ့နော်ခုလည်းပြီးသွားတယ်မှတ်တွေလည်းအကုန်ကောင်းတယ်ဆိုတော့ဖေလည်းဆူချမယ်တဲ့နေနဲ့ဖေနဲ့မိနဲ့အမှတ်တွေကောင်းလို့စဉ်းစားပေးကြပါဦးဘာတောင်းအောင်လဲအခုစဉ်းစားလို့မရသေးဘူးလက်ကြီးလေးတောင်းအောင်မယ်ဘောကမှာအချိခွတ်တခုနော်ဟုတ်တယ်လေအချိခွတ်လေးဖေပြောတာ80ဘာသာကိုအေးရလို့ရှိရင်ဝယ်မယ်ဆိုအေးရပါတယ်လေအေးရ9ဘာသာမှာ4ဘာသာရရှယ်ရဲပေးရမှာပေါ့ကြီးစားစဉ်းစားပေးရမှာနော်စဉ်းစားပေးကြပါဦးဘာတောင်းရကောင်းမလဲအဲ့ဒါတော့အကုန်လုံးအခုလည်းလိုပြောချင်ပါအောင်ကျောင်းတော့ကိုယ်ကိုင်းလိုက်ချပြီးကျောင်းပြီးတော့တမီးလာလို့ကိုယ် supportive ဖြစ်တယ်ဆိုတော့လို့ရှင်လဲဆိုတော့လို့သူကြည့်ပေးအကုန်လုံးဖေအရင်က music ကိုလုပ်စီခြင်းနဲ့ business လည်းလုပ်ပြီးဒါပေမဲ့အခုကျတော့ business ကိုတော့ပါပြီးသိသွားပြီတေချာလဲ open လုပ်လိုက်တယ်လေတမီ business မှာတော့မပါဘူး okay အဲ့တော့အစိုးရလုပ်ခွင့်ပေးလိုက်ပြီပေါ့ yes ဟုတ်စံနာတွေဒါမိဘတွေကကိုယ်စံနာကိုဒါလေးထားတဲ့ခါကျတော့ကိုဘယ်လောက်ထိပြောရတယ်အရန်ပြောရတာပေါ့ဒါတော်တော်များညှိလို့ရတဲ့အရာတစ်ခုပေါ့နော်မိဘရဲ့နဲ့ကိုကြီးလိုက်ဘာလို့ချင်လဲမိဘရဲ့စံနာရဲ့ဒီမှာတော်တော်များအောင်ဒေါက်တာအင်ဂျင်နီယာဘာညာအဲ့လိုပဲပေါ့နော်တဖေတို့ကြာအဲ့လိုမဟုတ်ဘူးကျေးဇူးအများကြီးတင်ပါတယ်ကျောင်းညာရေးပွဲတက်တွေအများကြီးဆက်လို့အောင်ရှိတယ်ပြထည့်ရဲ့အထူးသဖြင့်ထည့်ရဲ့တချင်းအစ်စ်တပုတ်ထွက်ပါမယ်အဲ့ဒါကြတော့မကြိုင်ရထွက်မယ်ပေါ့နော်every time နဲ့အရန်ကွဲပြရတယ်5ကတူဆိုတော့ပိတ်သက်တွေလည်းကြိုက်မယ်လို့ညွှန်လင်းပါတယ်ရှင်ဟုတ်ကဲ့ဟုတ်တယ်တိုင်ကတချင်းလေးဆိုဆွေးလေးပေါ့နော်ထိတ်ကအမှန်တကယ်ပြောရမယ်ဆိုရင် every time နဲ့ကြိုက်တယ်ဒါပေမဲ့အဆွေးလေးတွေပို့ပြီးနားထောင်ဖြစ်တာများတယ်ထိတ်ရဲ့ playlist မှာလည်းအဆွေးသချင်းမဲ့အမျိုးကကြတော့တစ်ခါတလေလောက်ပဲ gym ဆော့ရင်နားထောင်တယ်အဲ့လိုကားမောင်းနဲ့လည်းအဆွေးပဲနားထောင်တော်တော်ရှားရပေါ့နော်အဲ့လိုအမျိုးနားထောင်တာဆိုတော့ကိုကြိုက်တဲ့ပုံစံလေးထုတ်ရမယ်ပေါ့နော်အခုကထိတ်နောက်3ဖုတ်4ဖုတ်လောက်ရှိရခုံတော့တော်တော်များအဆွေးတွေကိုအဆွေးကိုချိန်တာချိန်တာဆွေးတင်တာလေစ
ဆွေးလူလည်းမရှိဘဲနဲ့ ဟုတ်ပါမအဲ့ဒါမဆိုင်ဘူးဆွေးကို sad song ကြိုက်တယ်လို့ sad song ကိုကြိုက်တာ အမျိုးကြိုက်တဲ့လူကမျိုးပဲကြိုက်တာ ဟုတ်တယ် ကိုယ်ခန်းစားချက်ကလည်းအဲ့လိုမျိုးအဆွေးမှုတယ်မှာပါတော့ ပါတယ်ဟုတ် ဆိုပြီးဒီနေ့တိုင်ပင်ဖြစ်လာချင်းလေးပါရှိ တိုင်မင်တာပေါ့အမေရောဖေဖေရော